ပါရဲ့ငါတို့မကြည့်နေတော့သွားလိုက်ပါမရှိနေပါဘူးဆက်လက်ရအိမ်မှာနေနာပဲတောင်းမှပါလေချစ်ဖက်လူမရှိတော့လေဖက်ကောင်နဲ့လောက်ပါရှင်ခိုးနိုင်ရဲ့ထမင်းလာစားလို့ရပါရှင်ထမင်းချိန်လာစားလို့ရပါပြီရှင်စားပါမယ်အမဟိုထမင်းစားနေကိုအပြင်ထက်သွားမှုစားမှုအတွက်ပတ်စံလေးပေးပါမယ်ရှင်အရင်ကပါပဲနော်အဲ့ရမှုနဲ့ပါလေဝယ်လို့မရဘူးအဲ့ရမှုကရှင်ကိုပတ်စံနဲ့ကိုဝယ်ရမှာပါရှင်ဟုတ်ပါပါအစီတော့လည်းကျွန်တော်အဲ့ရမှုနဲ့ပတ်စံပါရှင်ဒါကြောင့်ထမင်းဘူးကြီးပဲဝတ်ပါဟုတ်ကဲ့အခုဘယ်လောက်ပြန်မို့လဲတရက်ပြန်မို့ပါလားရှင်ကဲပါကျေးဇူးပါအခုဒီတရက်ဘိုးကပေးပြန်မလို့ပါရှင်ဒီလိုလာတာများပဲဝေကောင်လုံးဝပေးနေကြပါအခုကျေးဇူးပြီးတစ်ချက်လောက်ဟုတ်ကဲ့ပါကျေးဇူးပါအခုဟိုကလေအဲ့အကူဝယ်ပြီးရင်လေဟိုအဆောက်တရားလှုပ်လိုက်မယ်နော်အဲ့အကူတက်ပြီးမို့လေအိတ်လိုက်တော့မယ်တက်ပြီးတက်မို့ရအဆောက်တရားလှုပ်လိုက်ကလပါခင်ဗျာကျွန်တော်ကတော့အဲ့အကူတက်ပြီးမှာပါပြေးပါဦးကျွန်တော်အဲ့အကူရက်ခပေးလို့အဲ့အကူလည်းမတော့အဲ့အကူတက်ပြီးနေပါခင်ဗျာအဲ့ရကုန်းနေပြီပါပဲအဲ့ဒါကျွန်တော်ငှားတော့မယ်နော်ဒီကောင်